ဒီထောရဖျားကိုစိတ်စိတ်မျိုးကြည့်တော့ခါငါကိုမျက်နာပြူရင်ငါဆူတောင်းတန်ကိုကိုရောနာညောင်းနေမှုမှုတဲ့ပြည့်စည်ရတွေအလုံးစုံသောအပြစ်နွနေကငါကိုကဲတင်မှုတဲ့ငါဤချေတို့ကိုတမတရားကြောက်ပေါ်မှာရက်တီစေတယ်ငါဤဖျားသခင်ကိုချီးမွမ်းရတဲ့ချင်းသစ်ကိုတီးဆိုခြင်းအခွင့်ပေးတယ်လူအပေါင်းတို့သည်မြင်၍ထာဝရဖျားကိုကြောက်ရွံ့သောစိတ်နဲ့ကိုယ်စားသက်ရှင်ကြလိမ့်မည်ထာဝရဖျားသခင်ကိုကိုယ်စားသူသည်မင်္ဂလာရှိပါ၏ကျွန်ုပ်ဤဖျားသခင်သည်ကျွန်ုပ်တွေ့ပြုသောအံ့ဩဖွယ်အမှုသင်များကျန်စီသောကျန်စီတို့သည်များလာပါ၏ရှေ့တော်၌ရှောင်၍မကုန်နိုင်